flight ဘတ်လေးတို့အတွက်သတင်းကောင်းမြန်မာ Airway International က cabin crew တွေခေါ်နေပါပြီဒီချိန်နဲ့တူတူ requirements လေးတွေကြည့်လိုက်ကြရအောင်နော်အသက်သတ်မှတ်ချက်လေးကနေစကြည့်လိုက်မယ်အသက်သတ်မှတ်ချက်ကလေးကတော့အသက်20ကနေ25နှစ်အတွင်းရှိတဲ့သူဖြစ်ရပါမယ်အကယ်၍ဒီမှာ cabin crew ဖြစ်တဲ့အတွက်ကြောင့်မို့တော့အရင်က cabin crew ဖြစ်ထားခဲ့ပြီးသားသူတွေဆိုလို့ရှိရင်အသက်အရွယ်ညှိပေးမယ်လို့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ကိုကအခုမှစ join နေဆိုလို့ရှိရင်တော့အသက်က20ကနေ25နှစ်ကြာရှိဖို့လိုအပ်ပါတယ် valid passport prefer အခုလက်ရှိမှာ passport ရှိထားတဲ့သူဆိုလို့ရှိရင်ပို့ပြီးသဘောကျတယ်လို့ပြောတာ passport မရှိထားဘူးဆိုလို့ရှိရင်လည်းရှောက်ကြည့်လို့ရတယ်physical requirement အနေနဲ့ဆိုလို့ရှိရင် female အတွက်ဆိုရင် 1.6 နှစ်မီတာပေနဲ့လက်မနဲ့ဆိုလို့ရှိရင်တော့9ပေ3လက်မရှိရမယ်အမျိုးသားတွေအနေနဲ့ယောက်ျားလေးတွေအနေနဲ့ဆိုလို့ရှိရင်တော့1.68 မီတာပေနဲ့ဆိုလို့ရှိရင်တော့9ပေ6လက်မရှိရပါမယ်ဒါလေးကတော့ good news ပါအရင်တော့က MI ကလုတ်ခေါ်သွားတဲ့အခါမှာ female တီးတန့်ပေါ့ main ကလေးတီးတန့်ပဲခေါ်တယ်အခုကတော့အမျိုးသားရောပါဝင်ပြီးတော့ရှောက်လို့ရပါပြီနောက်တစ်ခုကတော့ swimming proficiency ပေါ့နော်ဆိုတော့ရေကူးတက်ရမယ်လို့ပြောတာပါ healthy physique ဆိုတာကတော့တောင့်တင်းတဲ့ခန္ဓာကိုယ် blind နဲ့ရှိရမယ်လို့ပြောတာမဟုတ်ဘူးတန်မာဖြတ်လက်ရမယ်လို့ပြောတာဖြစ်ပါတယ်ပြီးရင်တော့ vision ဆိုတော့ဒီအမြင်ကအားကောင်းရမယ်ပေါ့နော်အမြင်အားကောင်းမယ်ဆိုတာ aviation medical standard တွေနဲ့မြင်ရမယ်လို့ပြောတာအဲ့ဒါ no problem နောက်ဆုံးအဆင့်ကြာမှ medical check ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့တော့အဲ့ဒီဟာကို aviation standard နဲ့ပြည့်မီလားမပြည့်မီလားဆိုတော့ကိုကအခုစစ်လို့မရဘူး aviation doctor တွေကပဲစစ်လို့ရတယ်နောက်တစ်ခုကတော့ skills တွေ qualification တွေပေါ့နော် skills အနေနဲ့ university college qualification prefer university college qualification prefer ဆိုတာကအခုလက်ရှိကျောင်းတက္ကသိုလ်တွေတက်နေတဲ့လူဆိုလို့ရှိရင်ပို့ပြီးကြိုက်တယ်လို့ပြောတာ fresh graduate encourage good news လက်ရှိထက်တန်းအောင်ထားပြီးသားစနစ်သစ်ထက်တန်းအောင်ထားပြီးသားလူတွေလည်း join လို့ရတယ်strong communication skill in English and Myanmar လို့သို့မဟုတ်မြန်မာလိုရောပေါ့နော်မြန်မာလိုရောအင်္ဂလိပ်လိုရောကောင်းကောင်းမွန်မွန်ပြောတတ်ရမယ် additional languages are an advantage အကယ်၍ကိုကအဲ့ထက်ပို့ပြီးတော့ကိုရီးယားဂျပန် Chinese တခုခုပြောတတ်ထားလို့ရှိရင်လည်းကိုယ့်အတွက်အကျိုးရှိပါတယ်တဲ့မပြောတတ်ထားလည်းဘာမှမဖြစ်ပါဘူး customers focus and adaptable professionalism and appearance no visible tattoo or body arts အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကဘာလို့လိုချင်လဲဆိုရင် customer focus ဆိုတော့customer service ကြောင့်ကိုနားလည်ရမယ်သိရမယ်ပေါ့နော်ပိတ်တက်ရမယ်ပေါ့ experience ရှိရမယ်လို့မပြောဘူးမဆိုလို့ပေါ့နော်ကိုကကဲ၍အလုပ်ဘာမှမလုပ်ဘူးဆိုလို့ရှိရင်လဲ customer တွေကိုဘယ်လိုစိတ်ကျဉ်တဲ့အောင်လုပ်ပေးရမလဲဆိုတာသိတယ်လို့ကို confidence ရှိလို့ရှိရင်ရှောက်ဖို့တိုက်တွန်းပါတယ်adaptable and professional in appearance ဆိုတော့ပြင်ဆင်ချက်